လူငယ်တယောက်ဂိမ်းဆော့ပြီးဆိုရင်ဗျာဘယ်မိသားစုဘယ်အတိုင်းဝိုင်းမှာအားပေးတယ်ဆိုတာမရှိဘူးဗျာ။ဘာကြောင့်ဆိုဂိမ်းစမားဆိုရင်သူတို့ရဲ့အစိတ်တဲ့အနေနဲ့မှာဒီလူဟာအချိန်ကုန်နေတာပါဂိမ်းနဲ့ပဲအချိန်ကုန်တာပါ။နောက်ပြီးတော့ဂိမ်းထဲကိုပတ်စံရထည့်ပြီးပတ်စံဖြုံးနေတာပါလို့ပဲလူအများစုကတော့မြင်ကြတယ်ဗျာ။ဒီလိုတော့ကျွန်တော်တို့ဂိမ်းဆော့ရဆိုတာဗျာကျွန်တော်တို့အလုံးလုံးခဲ့တဲ့နေရာမှာစိတ်ပင်ပန်းစရာတွေရှိမယ်။ပြင်ပလောကမှာစိတ်ရှုပ်စရာတွေရှိမယ်ဗျာ။အဲ့ဒီຢာတွေပေါ်မှာကျွန်တော်တို့စိတ်ထွက်ပေါက်တစ်ခုဖြစ်ဖို့အတွက်ဒါဂိမ်းဆော့ရတာဗျာ။အခုလိုပြောလိုက်တယ်လေကျွန်တော်ကဂိမ်းမဲ့နံပါတ်1ဂိမ်းကအရာလို့ကျွန်တော်ကပြောချင်တာမဟုတ်ဘူးဗျာ။သူ့နေရာနဲ့သူပေါ့ဗျာဂိမ်းဆော့ချိန်မှာဆော့မယ်ကျွန်တော်တို့အလုံးလုံးချိန်မှာလုံးလုံးမယ်ဗျာ။အဲ့လိုသူ့အကန့်လေးနဲ့ခွဲလိုက်မယ်ဆိုရင်ကျွန်တော်တို့ဂိမ်းဆော့တာကောင်းတဲ့ချက်တွေအများကြီးတောင်ရှိတယ်ဗျာ။ကျွန်တော်တို့ပထမဆုံးဂိမ်းဆော့တာဗျာ။ကျွန်တော်တို့ညံရီဖွင့်ပြနိုင်တယ်ဗျာ။ကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့ခါမှာနေပြီးတော့ဂိမ်းဆော့တာဗျာ။ကျွန်တော်တို့အပြင်မှာ၆သွားနေတဲ့လူတွေရဲ့ဆိုင်တော့ကျွန်တော်တို့အန်ဒီရဲ့ကင်းတယ်ဗျာ။နောက်ပြီးတော့ဂိမ်းဆော့ယူပတ်စံကုန်တယ်ဆိုတာကတော့ဗျာကိုထဲမှာကုန်တယ်ဗျာပတ်စံဂိမ်းကပတ်စံမထည့်လဲဂိမ်းဆော့လို့ရနေတာပဲဗျာ။ဘာသာတို့ရောဂိမ်းဆော့ရဲ့နေရာမှာကိုယ့်အတွက်ကောင်းကျိုးတွေပါရှိလဲဆိုးကျိုးတွေပါရှိလဲဆိုတာကိုကျွန်တော်တို့တစ်ချက်လောက်ဒီဗီဒီယိုရဲ့ကွန်မန့်မှာပြောခဲ့ပေးလို့ရပါတယ်။အားလုံးပဲဖမ်းပါပဲ။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။